ငါတို့တစ်ဖွဲ့လုံးနဲ့တော်လဲရဲဘော်ရဲဘက်စိတ်အပြည့်ရှိတဲ့မင်းကိုတွေ့ရတော့ငါကျင်ရတယ်ကွာဒါပေမဲ့ ကိုကြီးစိတ်ထဲမှာရှိရတဲ့ငါပြောပါမယ်ကျုပ်နဲ့တီတာနဲ့ချစ်သူတွေဆိုပေမဲ့မိတ်ကလေးတယောက်တော်ထဲမှာအခုလိုဒုက္ခတွေခံစားနေအောင်ကျုပ်လည်းမကြည့်ရတော့ဘူးဗျာတီတာလေမင်းရင်တဲ့ခံစားချက်ကိုတီတာရိပ်မိသွားတယ်ကွာအဲ့ဒါကြောင့်သူစိတ်ကောက်သွားတာဖြစ်မယ်မင်းရင်ထဲမှာဘာတွေဖြစ်နေတယ်အရင်ပြောပြီးတော့မှကိုကြီးရဲ့စိတ်ကူးကိုပြောပြမယ် ကျုပ်တို့ကအခုချိန်မှာထွက်ပြေးနေကြရတာဆိုတော့ရှေ့လျှောက်ဘာဆက်ဖြစ်မလဲဆိုတာကြိုမသိနိုင်ဘူးဗျာအဲ့တော့တီတာကိုလည်းကျုပ်ထားမှာခေါ်မထားချင်ဘူးဗျာသူ့ကိုလုံခြုံစိတ်ချတဲ့နေရာမှာပို့ထားချင်တယ် ဖြစ်တဲ့နေကြီးလေဒီလိုအချိန်မျိုးမှာချစ်သူတိုင်းကမင်းတို့တွေ့မျိုးတွေးကြမှာပဲဒါနဲ့ညီလေးတွေးထားတဲ့ဘေးကင်းနေဆိုတဲ့နေရာဘယ်နေရာတော့ အခုချိန်မှာတီတာကျုံသားမှာရှိတဲ့ထက်သူ့မိဘရင်ခွဲကအလုံးစုံဆုံးဖြစ်လိမ့်မယ်လို့ကျုပ်ထင်တယ်ဗျာဒါကြောင့်မလို့ကျုပ်သူ့ကိုသူ့မိဘစီပြန်ပို့ချင်တယ်ပြန်ပို့တဲ့အချိန်ရောက်ပြီလို့လဲကျုပ်ထင်ထားလို့ပါ မင်းဆုံးဖြတ်ချက်မှန်တယ်ညီလေးအခုလည်းအဲ့ဒီစကားပြောမလို့ပဲကွာချစ်သူတွေကိုခွဲသလိုဖြစ်မှာဆိုလို့အခုပါစကားပြောမထွက်ပဲနေခဲ့တာ အခုရဲ့စိန်တော်ကျုံသားလဲပါဗျာအပြစ်လည်းမမြင်ပါဘူးကျုပ်ကသူ့ကိုပြန်ပို့မယ်လို့ပြောရင်အခုစိတ်ဆိုးမှဆိုလို့ပါ စိတ်မဆိုးပါဘူးညီလေးမိသားစုခွဲနေရတဲ့ဒုက္ခကိုသူတို့သိတာထက်အကိုတို့နိုင်ငံသူ့ကျွန်ဘဝလွန်မြောက်ဖို့တော့ကပိုပြီးအရေးကြီးတယ်ဆိုတာအကိုသဘောပေါက်သွားပါစီစဉ်ရရှိတာစီစဉ်ကွာ ကျေးဇူးတင်ပါတယ်ကိုကြီးကျုပ်တီတာကိုနားလည်အောင်ပြောပြပြီးတော့အိမ်ပြန်ဖို့စီစဉ်လိုက်တော့မယ်နော် အေးပါကွာမကြီးလေးမတက်တာလို့ခွဲနေရတယ်ဆိုတဲ့အကြောင်းကိုတေချာရှင်းပြတနေ့ကျရင်ရအောင်လာခေါ်မယ်ဆိုတာကိုလည်းတေချာမှားနော် ကိုကြီးရလေဗျာကျုပ်တီတာကိုတော့ပြောလိုက်ပါနော်တီတာ တရားဘာပြောမလဲဆိုတာတရားသိပါတယ်ကိုအောင်ဖေရဲ့အခြေအနေကကိုအောင်ဖေဆုံးဖြတ်တာမှန်ပါတယ် အခုလိုနားလည်ပြီးတဲ့အတွက်တီတာကိုကျုပ်ကျေးဇူးတင်ပါတယ် တူတူလက်တွဲပြီးနေချဲတွေကိုတိုက်ထုတ်မယ်လို့ဆုံးဖြတ်ပြီးကမှအကွာတရားကိုပြန်ပို့ရတယ်နော်တရားရန်ဝမ်းနေတာပဲ ကျုပ်ကနားလည်ပြပါတီတာရဲ့ကျုပ်လည်းတီတာကိုဘယ်ခွဲနိုင်မှာမလဲဗျာအခုကဘလုံးမဖြစ်နိုင်တော့တဲ့အခြေအနေမလို့ပါ ပြန်စဉ်းစားပါအောင်ကိုရဲ့တရားတိုင်းအိမ်ပြန်သွားလို့ရှိရင်လေအကိုနဲ့တွေ့ရဖို့အရန်ခတ်သွားတော့မှချစ်ရနဲ့ဝေးရမယ့်ဖြစ်မျိုးတော့မကြုံပြစေနဲ့ကိုရဲ့ ချစ်တဲ့သူတိုင်းကတော့ပေါင်းဖက်ချင်ကြရတာပါပဲတီတာရဲ့ဒါပေမဲ့ကိုတို့နှစ်ယောက်မှာချစ်နေုံနဲ့မှမပြီးတာကို့မှာတာဝန်နေရှိသေးတယ်ဆိုတော့လေတီတာလည်းအသိပြီးတော့အန်နေရဘယ်ချိန်ကျရောက်လာမယ်မသိလို့အခုလိုတီတာကိုပြန်ပို့ပေးရတာပါ အကိုရှိနေလို့ရှင်ဘယ်လိုအန်နေမျိုးပဲဖြစ်ဖြစ်တီတာရင်ဆိုင်ရဲပါတယ်အကိုရဲ့ မတူဘူးလေတီတာရဲ့အခုကြီးကကိုတို့နှစ်ယောက်ရဲ့အရေးမဟုတ်ဘူးတစ်မျိုးသားလုံးရဲ့အရေးပြီးတော့တီတာအဖေကပလိတ်တွေနဲ့ကိုတို့စခန်းအောင်လာပြီးတိုက်နေတော့ကိုတို့ရဲဘော်တွေကြာဆုံးနိုင်တယ်အဲ့ဒါကိုတွေးပြီးတော့ကိုကုလိုဆုံးဖြတ်လိုက်တာပါ အကိုတွေးထားသလိုမျိုးတခဏစာမဟုတ်ဘဲနဲ့တပွားစာဝေးသွားရင်ရောမင်းကလေးတည်းဒီစကားပြောနေရတော့မကောင်းပါဘူးတီတာလေအကိုနဲ့တူတူဘဝကိုရင်ဆိုင်လက်တွဲသွားချင်တာတီတာပြင်မစင်းမှလည်းမချောက်ပါဘူး ဘသူဟာချစ်သူနဲ့ဝေးချင်မှမလဲတီတာရဲ့အခုကအများအတွက်စဉ်းစားပြီးတော့အခုလိုလုပ်ရတာပါတီတာကိုနားလဲပါတယ်နော် နားလဲပါတယ်ကိုရဲ့တီတာမခွဲနိုင်လို့ပြောကြည့်တာပါကိုတီတာမေ့မသွားရအောင်နော် မေ့စရာလားတီတာရဲ့
အသက်ရှူတိုင်းတီတာကိုတတိယနေမှာပါဟိုမှာမြို့ကိုလမ်းမြင်နေရပြီကိုမျိုးရဲ့ထိလိုက်မပို့နိုင်တာတော့တီတာကိုနားလဲပေးပါနော်တရားသွားတော့နော်ဒီတက်တက်မှာသမီးလေးနဲ့မမီနဲ့ပြန်မတွေ့ရတော့လို့အောင်းနေနေတာ ဟိုသမီးကိုဖမ်းခေါ်သွားလိုက်ကြရတီးခံထားတာပါမမီရဲ့ဟိုနှိမ့်ဆက်တာလည်းမရှိပါဘူးဒေရီကသူ့စကားမှတိုက်တော့လေဟိုထွက်ပြေးကြောက်သွားလို့တူပါတယ်သမီးချက်ချင်းပြန်ပို့ကြတာ မပို့ရင်လည်းဒယ်ရီကဘယ်လုပ်ပေးမလဲသမီးရဲ့ဒီကောင်တွေစခန်းကိုမရရစုံစမ်းပြီးဒယ်ရီကတိုက်မှာဒယ်ရီလိုချင်းတင်မျိုးဒီကောင်တွေခေါင်းလာပုတ်တာကွာ မမီကတော့လေသမီးလေးပြန်ရောက်လာလို့ရင်ထဲမှာစို့နေတဲ့ပူလုံးကြီးခုမှကြာတာသမီးလေးပါစားခြင်းတယ်ပြောမမီချက်ကျွန်းတယ် ဖြစ်နေတာပေါ့မိမသမီးလေးကတောထဲမှာငတ်နေတာဒါနဲ့သမီးဒီကောင်တွေဘယ်မှာစခန်းချလဲ တော့လည်းပါပဲဒေရီရဲ့ဟိုသူကလေဟိုသမီးနှလုံးစီးပြီးတော့ခေါ်လာဆိုတော့ဟိုသမီးမသိဘူးမြို့တော့ရောက်ခါနေကြမှာသမီးနှလုံးဖြစ်ပြီးသူကတော့ရမယ်ပြောင်းသွားကြတာဒေရီ တေချာစဉ်းစားပါအောင်သမီးရဲ့ဒီသဘုံလေးကိုချေမုန်းနိုင်ဒယ်ရီကနေပိုင်မင်းကြီးဖြစ်မှာလေသမီးလည်းဒီတက်ပို့ပြီးပြည့်ပြည့်စုံစုံနေနိုင်မှာလေ ဟုတ်ပါတယ်သမီးရဲ့စဉ်းစားပြီးပြောပြလိုက်ပါသမီးတယ်ဒီနေပိုင်းကြီးဖြစ်သွားမှမမီတို့ကပိုကုံရှိလို့ချမ်းသာလာမှာပေါ့ သမီးတို့ကမမီတို့ကတိုင်နေမမီရဲ့ဒေရီရဲ့ဟိုသူတို့တိုက်နေပါနဲ့တော့နော်သမီးလည်းပြန်ရောက်နေပြီပဲဟိုသူတို့ခမရလေတော်ထဲမှာဒုက္ခရောက်နေကြရတာစားတော့လေတိတ်တိတ်ဖူပဲစားရတာဟိုသူတို့တနာပါတယ်သူတို့တိုက်နေပါနဲ့တော့နော် တိတ်ဆန်းသမီးဒီကောင်တွေကိုတနာနေစရာမလိုဒီကောင်တွေကဒယ်ရီတို့ရဲ့နေမဝင်အင်ပါယာကြီးကိုချေမုန်းဖျက်ဆီးနေတဲ့ကောင်အဲ့ကောင်တွေမရှိမှငြိမ်းချမ်းအဲ့ဒါကိုသမီးသိတာနောက်ဆိုရင်ဒယ်ရီရှိမှသဘုံတွေကိုတနာတယ်ဆိုတဲ့စကားဘာတော့မှမပြောနဲ့ ရှင်းရလေလေသမီးလေးကခုမှအိမ်ပြန်ရောက်တာဘာဖြစ်လို့စူပူချင်းမောင်းနေရတာလဲသူမနားမလဲတဲ့ဟာနှလုံးသားနှုတ်တဲ့လူတိုင်းဟာတနာတတ်တယ်ရှင့်ဒါသမီးစားနေမှာမမီးချက်ကြည့်လို့လား
အကိုအားကိုနေမိရပါအဲ့ဒီစိတ်ကလည်းအကိုနဲ့တွေ့မှဖြစ်လာတာပါ ဟိုကျုပ်ကလည်းဗျာပြောချင်တဲ့စကားတွေများပြီးရောသွားလို့ပါဗျာဟိုကျုပ်တကယ်ပြောချင်တာကလေ ပြောဘာပြောမှလည်းပြောအကိုနော်တယောက်စိတ်တော့လာလောက်နေတယ် ဟိုတီးတန်းစိတ်တို့လည်းချစ်ဖို့ကောင်းပါလေဗျာ အကိုဘယ်လိုပြောလိုက်တယ် အော်ဟိုတီးတာကချစ်ဖို့ကောင်းပါတယ်လို့ဟိုကျုပ်အမှန်တိုင်းပြောရရင်ဗျာတီးတာကိုချစ်မိနေပြီဟိုတီးတာကိုကျုပ်ပေါ်မှာဘယ်လိုသဘောထားလဲ တရားဘယ်လိုသဘောထားမှာလဲအကိုအားကိုတယ်လို့ပြောပြီး ဟိုအားကိုလက်စားတဲ့ချစ်တယ်လို့ပြောလိုက်ပါလားတီးတာရဲ့ အကိုကလည်း ဟောပြောပါတီးတာရဲ့ အကိုကလည်း တီးတာပြောပါဆိုကွာ လွန်လိုက်တော့အကိုရဲ့စိတ်ဓာတ်ကိုလေးစားမိရတန်ရောစင်တိုးပြီးချစ်ခဲ့ရတဲ့သူပါအကိုကတီးတာကိုလမ်းနေရလားယင် တတိယလိုက်တာတီးတာရဲ့စိတ်လမ်းပြီးตายရတဲ့မြင်ကွင်းတွေတော့ကိုယ့်ရဲ့စိတ်ကိုဖန်ဆားနိုင်ကြဘူးတီးတာနဲ့ဝေးနေရတဲ့အတွက်ရာဆွေတတိယတဲ့စိတ်ကကိုယ့်ကိုအမြဲတမ်းစိုးမိုးနေတယ်ကွာ ကိုတီးတာမေ့မသွားရအောင်နော် မေ့စရာလားတီးတာရဲ့အသက်ရှူတိုင်းတီးတာကိုတတိယနေမှာပါဟိုမှာမျိုးကိုလမ်းမြင်နေရပြီကိုမျိုးရဲ့ဒီလိုင်းမပွင့်နိုင်တော့တီးတာကိုနားလဲပေးပါနော်တီးတာတော့နော် ပေးရုံနဲ့စုတော်ငွေအများကြီးပေးတယ်ဆိုတော့မြို့မေကိုကျေးဇူးတင်ပါဗျာနောက်ခိုင်းစရာရှိရင်ကျွန်တော်မျိုးကြီးခေါ်ခိုင်းပါနော် မင်းငါ့ပေါ်သစ္စာရှိပြီးတောင်းတချင်းမြောက်ပါလေကွာ ဟုတ်ပါတယ်ကွယ်မင်းသတင်းပေးလို့မျိုးအောင်မင်းရဲ့တပည့်တွေကသပုတ်စကန်းကိုသွားတိုက်တာသူတို့ကကြောက်ပြီးတော့သမီးလေးကိုပြန်လွှတ်လိုက်တယ်လေအဲ့ဒါကြောင့်မလို့မင်းကိုချီးမြှောက်တာမင်းကျေးဇူးသိလို့ရှိရင်ဒီတဲ့ကြီးပွားအောင် စိတ်ချပါဗျာကျွန်တော်ဘောမှာလေဒီလောက်များတဲ့ငွေကိုအခုမှကင်မှုတာပါနောက်ခိုင်းစရာရှိရခိုင်းပါကျွန်တော်ဘက်ကတောင်းဝင်ကြေးရပါစေမယ် မောင်မင်းကိုခိုင်းဖို့တော့တခြားအကြောင်းထုံးမရှိပါဘူးကွာထွက်ပြေးသွားတဲ့သဘုံအောင်ရွှေနဲ့အောင်ဖေးစကန်းကိုစုံစမ်းပြီးရုံပဲတခြားအကြောင်းထုံးရှိရင်လာပြောပေါ့ကွာ ကျွန်တော်မျိုးကြီးတပုံအောင်ရွှေအောင်ပေးစကန်းကိုကျန်တဲ့သတင်းတွေကိုစုံစမ်းပေးပါမယ်ဒီတပုံကောင်တွေကတိုင်းပြည်ကိုစုပုံအောင်လုပ်တယ်လို့ကျွန်တော်မျိုးရတော့ယူဆတယ် ခံယူချက်မှန်လိုက်တာမောင်မင်းရငါလည်းအဲ့ဒီသဘုံကောင်းတွေကိုမျိုးဖြုတ်ခြင်းနေတာမင်းကတော့လေငါတို့နေမဝင်အင်ပါယာကြီးအတွက်အားပဲတောင်းကိုတိကျတာဆောင်ရွက်တော့ကြီးပွားဖို့အတွက်ကတော့ငါတောင်းယူတယ် စိတ်ချပါမျိုးကိုမေးရဲကျွန်တော်မျိုးကြီးတောင်းဝင်ကြေးရပါစေမယ်ပြီးလို့ရှိရင်ကျွန်တော်မျိုးကြီးလည်းပြစ်မထားပါဘူးနော် ဘုံစကားကတိကျအောင်စုံစမ်းမင်းကြီးပွားတော့တဲ့ငါတောင်းယူတယ် စိတ်ချပါမျိုးကိုဟာဒီတစ်ခါသတင်းလေးတိကျပါစေမယ်ဟိုကျွန်တော်မျိုးကြီးပြန်ခွင့်ယူပါနော်ဟုတ်ပြန်ခွင့်ယူအောင်ဗျ ဂျာရစ်ကတစ္ဆာဖောက်ပဲဒီကိစ္စအကိုรู้သိရအောင်ငါဘယ်လိုလွှဲကောင်းမလဲ ဘောင်ရွှေဘာကိစ္စရှိဘောင်ဖေးရဲ့အကြောင်းဘောင်ရွှေပြောချင်လို့ပါဗျညီလေးအကြောင်းပြောမလို့ဘာအကြောင်းများထူလို့တော့ခေါင်းဆောင်တယောက်ရဲ့ဂုံတိခါငဲကွက်ချင်တဲ့တဘောပါဘောင်ရွှေအခုတလောဘောင်ဖေးကိုကြည့်ရငငယ်နဲ့သူ့နားမှာရှိတဲ့ရဲဘော်ကိုမေးကြည့်တော့မတိတာပြန်သွားပြီကြတဲ့ဒီလိုဖြစ်နေတာတဲ့သူတို့နှစ်ယောက်ကြားတဲ့တန်ရောစင်ပေါ့ကွာမင်းနဲ့လူငယ်တယောက်ပဲခံစားတတ်မှာပေါ့သူတို့နှစ်ယောက်ကတန်ရောစင်ဖြစ်နေကြတာကွာအခုလိုဝေးကွာသွားတော့လေနည်းနည်းပါးပါတော့ခံစားရမှာပေါ့အဲ့ဒါကိုကျွန်တော်သိပါတယ်ဘောင်ရွှေအဓိကပြောချင်တာကတော့အခုတလောဘောင်ဖေးအဲ့အစာမမှန်ဘူးဗျဘာမို့တဲ့ကိစ္စနဲ့ကြက်မိုက်ထိခိုက်မှာဆိုလို့ပါဗျဘောင်ရှင်နည်းနည်းပါးပါကြည့်ပြောပြပါဦးကျေးဇူးပါကွာဒီကိစ္စကငါမသိတာတော့အမှန်ပဲကွာငါညီလေးကကြည့်ပြောလိုက်ပါမယ်ကဲနည်းနည်းလို့ဆက်ရသွားတယ်ဒယ်ရီကလည်းအပြင်သွားတယ်
မမီကလည်းတမင်းချက်နေဆိုဒါငါအတွက်ခွင်ကောင်းမယ်အကိုတို့စီကိုသွားပြီးတော့ဂျာကြီးရုံမာတဲ့အကြောင်းကိုငါသွားပြောပြမယ် ဟဲ့သမီးအဲ့ဒါဖယ်သွားမလို့လေ ဂျယ်ရီဟိုသမီးညီစိတ်ဘက်ကိုခဏဆင်းလို့တယ်ဒီခဏလေးပဲ သွားနေလေခါမသွားနဲ့မမီတော့ ဟောတော့ခါပါပဲရှင်းရလဲအော်ကြီးဟစ်ကျတယ်ဘာလဲပြစ်နေတာတော့ ဟိုမှာမင်းသမီးကြီးကမြစ်စိတ်ဆင်းမလို့တဲ့တယောက်တည်း ကျမလည်းသမီးပြောက်လို့လိုက်ရှာနေတာသမီးညစိတ်ကိုဘာသွားလုံးမှလဲမမီးကိုလည်းဘာမှပြောမသွားဘူး မမီကလည်းဟိုသမီးကလေခဏလေးပဲဆင်းပါဆိုတော့မမီကိုမပြောလိုက်တာပါမမီရဲ့ဂျယ်ရီကလည်းညီစိတ်လေးဆင်းတဲ့ဥစ္စာကိုဘာလို့ဒေါသထွက်နေရလဲဟိုခါလေးဆင်းနေကြပဲဟာ တော်တန်းတည်တာနေတော်တွေကပြန်လာပြီးတဲ့မူပြက်နေတာငါသိတယ်နော်တော့အိမ်ထဲဝင်ဒီနေ့ကစာပြီးအိမ်ထဲအိမ်ပြင်မထွက်ရဘူးသမီးကိုဒယ်ဒီကိုယ်တိုင်စောင့်ကြည့်နေမှာနော်မင်းတို့အားလုံးလည်းရုံးမပြန်ရဘူးငါသမီးကိုစောင့်ကြည့်ကြသွားလေဘာလုပ်နေရသွားလို့ပြောနေတယ်လေမင်းတို့အားလုံးလည်းဒီချာစောင့်ကြည့်နေတယ်အရေးကြီးတယ်နော် ဒီလေမှိုင်းလိုက်လားကွာဘာတွေတွေးနေငေးနေရတော့နေရောကောင်းရလား ကောင်းပါလေကိုကြီးဟိုစိတ်ပြင်းမှန်းတာနဲ့ဟိုငေးဒီငေးကိုတွေးတီပါဟိုဘာဖြစ်လို့လဲကိုကြီး ဘာလို့ညာကြရတာတော့ညီလေးอ่ะညီလေးတွေးနေဆွေးနေရကြာပြီဆိုတော့အကိုကြီးသိတယ်ဒါနဲ့အစားတော့လည်းမမှန်ဘူးဆိုစဉ်းစားပေါ့ကွာကိုယ့်ရဲ့စိတ်ခံစားမှုကြောင့်အများလူလိုမထိခိုက်ပါစေနဲ့ကိုကခေါင်းဆောင်တယောက်ဆိုတော့လည်းမမေးနိုင်ဘူးနော် စိတ်ချပါကိုကြီးကျုပ်တတိနဲ့လွတ်သွားလို့ပါတော့မဖြစ်เสียပါ တတိထားပေါ့ညီလေးอ่ะခေါင်းဆောင်ဆိုတာကိုယ့်ရဲ့ခံစားချက်ကိုမျိုးသိမ့်နိုင်စွမ်းရှိရတယ်ကွာကိုကြီးအခုလိုပြောလို့ကိုချင်းစာသိမရှိလို့မထင်နဲ့နော်မင်းတီတာကိုတတိယတန်းတာနေတယ်ဆိုတာကိုကြီးသိပါတယ်ကွာစိတ်တော့ထိမို့ စိတ်ချပါကိုကြီးကျုပ်ကူးချင်ဆပြီးတော့ကျုပ်လိုရမယ့်တာဝန်တွေကိုကောင်းတဲ့ထည့်ပြီးစဉ်းစားပါမယ် ကောင်းတယ်ညီလေးတီတာတဲ့မြို့ချစ်စိတ်ရှိတဲ့မင်းကလေးပြီးတစ္ဆာရှိမယ်လို့ကိုကြီးယုံပါတယ်ကွာမင်းတို့နှစ်ယောက်ကိုတွားလေသူဖြစ်တဲ့အေးတီရတယ်ကြည်ကြည်နက်နက်ကြီးသဘောတူမှာပါကိုကြီးတဲ့သဘောတူတယ်အခုချိန်မှာအရေးကြီးဆုံးဟာကိုကြီးတို့စကန်နေရာကြဖို့ပဲအဲ့ဒါဦးစားပေးပါကွာနော် စိတ်ချပါကိုကြီးကျုပ်ကူးချင်ဆပြီးတော့တီတာကိုတတ်နိုင်ဆုံးမိထားပါမယ် ကိုကြီးတို့စကန်နေရာအတီတကျဖြစ်သွားရင်ငါညီတီတာကိုသွားတွေ့ရင်တွေ့ပါကွာကိုကြီးစီစဉ်ပေးပါမယ်အခုတော့ကိုကြီးတို့ဖွဲ့သားတွေဆရာထက်သန်သွားအောင်သွားပြီးအားပေးလိုက်ကြအောင် သမီးကော်ဖီလည်းမတော့တမင်းလည်းမစားနိုင်ဘာလို့ကိုယ့်ကိုဒုက္ခပေးနေရတာလဲသမီးလေးရေ သမီးကိုချုပ်ချယ်တာမကြိုက်ဘူးဆိုတော့မမီတို့လည်းသိရတယ်သမီးကဒီခန်းထဲမှာတဲလို့တယောက်တတန်လုံးနေရမှာလားမမီမမီတို့ကသမီးတို့တော့မယုံတော့ဘူးလား သမီးကိုမယုံလို့မဟုတ်ပါဘူးသမီးရေသမီးတဲ့ဒီကလည်းသမီးကိုချစ်လုံးလို့ကြီးစိုက်တာပါခါလိုက်လို့ပဲပြင်ဆင်စားတော့ပြီးတော့နေပါကွယ်မမီစိတ်ချမ်းသာပါစေ သမီးကိုယုံကြည်မှုမထားမှာတော့သမီးစားတော့ပြင်စင်နေလည်းမထူးပါဘူးမမီရဲ့သမီးသေတဲ့အထိဒီတိုင်းပဲနေမယ်မမီလည်းသမီးခန်းထဲကိုမလာပါနဲ့ မဟုတ်တာပဲသမီးလေးရေမမီမာလေးဒီသမီးလေးတယောက်တည်းရှိတာစိတ်ဆိုးခြင်းဆိုးပါဟိုစိတ်ထင်နေတော့မလုပ်လိုက်နဲ့နော်သမီးရေသမီးတွေနဲ့သမီးကြားမှာနားလည်မှုတွေလွဲနေတာပါမမီညှိနှိုင်းပေးပါမယ်သမီးရေ ညနေလည်းလက်ကားပါပဲမမီရဲ့ဒယ်ဒီကဘာဖြစ်လို့သမီးကိုအခုလိုအထင်ကြီးလွဲနေလဲဆိုတော့သမီးစဉ်းစားလို့ကိုမရအောင်တော်ပါတော့မမီရဲ့သမီးတယောက်တည်းနေချင်လို့သွားပါတော့သမီးတောင်းပန်ပါတယ် သမီးလေးရေ မ
မဟုတ်တာမလုပ်ပါဘူးလို့တပွားပွားကတိတွေပေးနေတာရှင်ကယုံမပေးတာအခုမစားမတော့ဘဲနဲ့ဒီတိုင်းပဲနေတော့ပဲတဲ့ကြာရင်သမီးလေးဒုက္ခရောက်သွားလိမ့်မယ်နော် ခေတ်ကာလသားသမီးတွေကညံများ